လူသေးတယောက်ရဲ့လက်ချောင်းကိုဖြတ်ပြီးဖုန်းလို့ဖွင့်ဖို့သုံးလို့ရမယ်လို့ထင်ရပေမဲ့အမှန်တကယ်တော့မရပါဘူးဖုန်းထဲကအာယုံခံကရိယာကလက်ချောင်းပုံစံကိုတာမစစ်ပဲခန္ဓာကိုယ်ထဲကတဘာဝလျှက်စစ်တက်ကိုပါစစ်ဆေးတယ်လူသေးသွားတာနဲ့အမျှအဲ့ဒီလျှက်စစ်တက်တွေရက်သွားတာကြောင့်လက်ချောင်းကအသုံးမဝင်တော့ဘူးတချို့လူတွေကမျက်နှာကိုသုံးပြီးဖုန်းလို့ဖွင့်ဖို့ကြိုးစားနိုင်ပေမဲ့ Face ID စနစ်ကလည်းတေပြီးသားလူနဲ့အသက်ရှင်တဲ့လူကိုခွဲခြားတတ်ပြီးမျက်နှာထဲကအနှဲငယ်လှုပ်ရှားမှုတွေကိုပါစစ်ဆေးလို့တေပြီးသားလူဆိုရင်ဖုန်းမဖွင့်နိုင်ပဲတော့ခတ်ထားဆဲဖြစ်နေပါတယ်လူတယောက်တေဆုံးပြီးချိန်မှာခန္ဓာကိုယ်ကိုရေခဲထဲထည့်ပြီးအထူးနည်းနဲ့ထိမ့်သိမ်းတဲ့နည်းလမ်းတစ်ခုရှိတယ်ပထမဆုံးခန္ဓာကိုယ်ကိုအေးအောင်ပြင်ဆင်ပြီးသွေးတွေကိုထုတ်ယူကာအထူးအေးခဲထားတဲ့ဖြော်ရည်နဲ့အစားထိုးတယ်ပြီးတဲ့နောက်ခန္ဓာကိုယ်ကိုအလွန်အေးသောအပူချိန်ထိလျှော့ပြီးနိုက်ထရိုဂျင်ရေများဖြည့်ထားတဲ့အထူးခန်းထဲမှာသိမ်းဆည်းထားတယ်ဒီနည်းနဲ့ခန္ဓာကိုယ်ကိုဆယ်စုနှစ်များစွာထိမ့်သိမ်းနိုင်ပြီးသိပ္ပံပညာရှင်တွေကလည်းအနာဂတ်မှာအုံနောက်ကိုပြန်လဲပြီးအသက်ပြန်ပေးနိုင်မဲ့နည်းလမ်းတွေကိုစမ်းသပ်လေ့လာနေကြတယ်ဒီနည်းကိုခရိုအိုနစ်လို့ခေါ်ပြီးအဓိကရည်ရွယ်ချက်ကတော့နည်းပညာတိုးတက်လာတဲ့အခါအသက်ပြန်နဲ့တွင်းပေးနိုင်မလားဆိုတာစမ်းသပ်ဖို့ဖြစ်တယ်